TPP ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကမ္ဘာကျော် K-pop အဖွဲ့ BTS ရဲ့မက္ကဆီကိုရှိုးပွဲအရေးအတွက်တိုးမြင့်ကျင်းပပေးဖို့မက္ကဆီကိုသမ္မတကလော်ဒီယာရှေးမောင်ကတောင်ကိုရီးယားသမ္မတအီဂျေမြောင်ထံတရားဝင်စာရေးသားတောင်းဆိုလိုက်ပါတယ်။လူတိုင်းကသွားချင်နေကြတာလက်မှတ်ဝယ်ချင်တဲ့လူငယ်ကတသန်းလောက်ရှိတယ်။ဒါပေမဲ့လက်မှတ်ကတသိန်းခွဲပဲရတယ်လို့သမ္မတရှေးမောင်ကဇန်နဝါရီလ26ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။ဒီကိစ္စအတွက်သမ္မတအီထံကိုတတ်တမန်စာပေးပို့ထားတယ်လို့လည်းရှေးမောင်ကအတည်ပြုပါတယ်။ K-pop ပရိသတ်အခိုင်အမာရှိတဲ့မက္ကဆီကိုနိုင်ငံမှာတော့ပွဲစဉ်၃ပွဲသာကျင်းပဖို့စီစဉ်ထားတာပါလက်မှတ်ဝယ်ယူမှုအခက်အခဲတွေနဲ့တစ်ဆင့်ပြန်အောင်တဲ့ website တွေမှာဈေးအဆမတန်တင်ထားတဲ့ကိစ္စကိုမက္ကဆီကိုစားသုံးသူရေးရအဖွဲ့ကစုံစမ်းစစ်ဆေးနေပါတယ်DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်K-pop အဖွဲ့ BTS ရဲ့မက္ကဆီကိုရှိုးပွဲအရေးအတွက်တိုးမြင့်ကျင်းပပေးဖို့မက္ကဆီကိုသမ္မတကလော်ဒီယာရှေးမောင်ကတောင်ကိုရီးယားသမ္မတအီဂျေမြောင်ထံတရားဝင်စာရေးသားတောင်းဆိုလိုက်ပါတယ်။လူတိုင်းကသွားချင်နေကြတာလက်မှတ်ဝယ်ချင်တဲ့လူငယ်ကတသန်းလောက်ရှိတယ်။ဒါပေမဲ့လက်မှတ်ကတသိန်းခွဲပဲရတယ်လို့သမ္မတရှေးမောင်ကဇန်နဝါရီလ26ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာပါ။ဒီကိစ္စအတွက်သမ္မတအီထံကို我们是被老在脖子上喜欢挂鱼牌，香炉供台上摆，长大才开白花牌，前程拜三拜，钱包里面都几百。စကြဝဠာတစ်ခုလုံးအတော်ဆုံးဖြစ်လာတဲ့ BTSယနေ့ခေတ်ဂီတလောကမှာ BTS အဖွဲ့ရဲ့အောင်မြင်မှုဟာ K-pop ဆိုတဲ့ဘောင်ကိုကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။အနောက်တိုင်းဂီတလောကရဲ့ဆရာကြီးတွေဖြစ်တဲ့ Taylor Swift, Bruno Mars နဲ့ Lady Gaga တို့တောင်မရှင်ရဲတဲ့အနေအထားတစ်ခုကို BTS အဖွဲ့ဟာရောက်ရှိနေခဲ့ပါပြီ။ကမ္ဘာကျော်အဆိုတော် Taylor Swift ဟာဖျော်ဖြေပွဲတွေကျင်းပတဲ့ Stadium တွေကိုအမြန်ဆုံးဆိုးအောင်ဖြစ်စေနိုင်သူလို့လူသိများပါတယ်။ဒါပေမဲ့အခု BTS ရဲ့ဖျော်ဖြေပွဲရဲ့လက်မှတ်ရောင်းချမှုဟာဆိုရင်နာရီပိုင်းအတွင်းမှာအကုန်ရောင်းချနိုင်ခဲ့ပါတယ်။ဒါဟာ American အဆိုတော်ပေါ့ဘရင်မှာ Taylor Swift တယောက်ဒီဘဝမှာမရနိုင်တော့တဲ့အနေအထားတစ်ခုဖြစ်ပါတယ်။နောက်ပြီး BTS ရဲ့ Evan အသစ်ဟာ pre-order စတင်လက်ခံခဲ့တဲ့တစ်ပတ်အတွင်းမှာပဲအချက်ရည်၄တန်းကျော်ရောင်းချခဲ့ရပါတယ်။ဒါဟာ Bruno Mars နဲ့ Lady Gaga တို့လိုအောင်မြင်သူတွေတောင်မမိနိုင်တဲ့ကိန်းဂဏန်းတစ်ခုပါ။ဒီကိန်းဂဏန်းကပြသနေတာကတော့ BTS ရဲ့တခြင်းတွေကိုကမ္ဘာတဝန်းလုံးကအယူမူစောင့်မျှော်နေကြတယ်ဆိုတာပါပဲ။ K-pop မှာတာမကတကဘာလုံးလူပညာရှင်တွေထဲမှာ BTS အဖွဲ့ဟာအတော်ဆုံးအောင်မြင်ဆုံးဖြစ်နေပါပြီ။ဘယ်အဖွဲ့မှမရှင်းနိုင်တဲ့နေ့လည်ပဲအနေအထားတစ်ခုမှာ BTS ဟာစံချိန်တစ်တွေကိုချိုးနိုင်လိမ့်မယ်လို့လည်းခန့်မှန်းနေကြပါတယ်။တချို့တွေကတော့ BTS ရဲ့ Evan အသစ်ဟာတစ်ပတ်အတွင်း10တန်းကျော်ရောင်းချနိုင်လိမ့်မယ်လို့ပြောနေကြပါတယ်။နောက်ပြီးတချီရဲ့ music video ဟာတရက်အတွင်းကြည့်ရှုသူတန်း200နဲ့ Spotify မှာပထမရက်နားဆင်သူတန်း90လောက်ရှိနိုင်ပြီးအနာဂတ်မှာဘယ်သူမှမချိုးဖျက်နိုင်မဲ့စံချိန်တစ်တွေကိုရနိုင်တယ်လို့အားလုံးကခန့်မှန်းနေကြပါတယ်။နောက်ပြီး APT တချင်းနဲ့ Golden တချင်းတို့ကိုကြော်ပြီး Grammy ဆု BMA ဆုနဲ့ Army တို့အကြိုက်ဂဲဆောင်တွေပါရနိုင်မယ်လို့ကြိုတင်ခန့်မှန်းနေကြပါပြီ။ကံကောင်းပါစေ BTS ရေ We are BTS Army and we are legends. And this is our time. We are legendary. Legend born, legend torn, legendary. Legend born through all the scorn, legendary. Legendary. You should learn this lesson. Only BTS Army came to be a legend.